ပါဗျာကံကံတရဏံကိစ္စမိပါဗျာတရားတန်ငါအရိယသူတော်စင်များဆုံးစည်းခဲ့တဲ့မြတ်တော်နေရာကြောင့်တော်ရာသာသနာရောဝါစင်ပြေတော့ပါပြရာတခုရီတော်မြမပြည်ရဲ့ဘုရားကရာဆူလောက်တာကြောင့်တော်ရာမြမပြည်ရဲ့သာရဏသမိုင်းဝင်မြတ်ဗျာလေးမြင့်ရှားခဲ့တာလေးစုတပ်ပုံရွှေတကုံအထက်ဆက်တော်ရာဘုရားငါမြင့်အောင်ဆက်တော်ရာဝင့်မြို့မြို့နေတို့ဘုရားကျောင်းတော်များဘုရားရှင်ကိုယ်တော်တိုင်ကိုမြတ်ပလုံးမိကြားတရားဒေသနာမြမပြည်သာသနာအစတို့ဘုရားကျောင်းတော်ညာမှာပါစန္ဒကူနန်းတွေငွေထုံသင်ပြကျွန်တော်ချစ်တော်ရွှေညာမြေမှာအိုးချစ်တော်ကျောင်းတော်ကဘာကအောချီမို့ရောက်လာသူသူငါငါဝါရင်သုံးလာတွေ့ကြငါမြတ်စာနဘလူကြီးညာဘုရားရှင်စီကိုဥခိုက်ခံရလာရောက်ပြီပမာဇာနာကြီးလားပုံရင်အလားတဲ့မမီဟာဒီနေ့တည်းရဲ့မစဲအရောက်လန်းငယ်ကြသံတကူပြည်တို့သာအိုးကြောင်းတော်ရာချစ်တော်မြို့အလားကြောင်းတော်ရာအိုးကျွန်တော်နှလုံးသားတွေကကြောင်းတော်ရာအိုးကြောင်းတော်ရာကြောင်းတော်ရာကဘာကအောချီမို့ရောက်လာသူသူငါငါဝါရင်သုံးလာတွေ့ရငါမြတ်စာနဘလူကြီးများဘုရားရှင်စီကိုဥခိုက်ခံရလာရောက်ပြီပမာဇာနာကြီးလားပုံရင်အလားဖြင့်မှတ်မိလားယနေ့တည်းအမြဲရောက်လန်းခဲ့ကြသံတကူပြည်တို့သာအိုးပြောင်းတော်ရာအိုးချစ်တော်မြို့လားကြောင်းတော်ရာအိုးကျွန်တော်နှလုံးသားတွေကကြောင်းတော်ရာကျွန်တော်အမြဲတည်းရတဲ့ကြောင်းတော်ရာကျွန်တော်အမြဲမှန်းရတဲ့ကြောင်းနှလုံးသားတွေကကြောင်းတော်ရာတန်တရဏံကိစ္စမိပါဗျာတန်တန်တရဏံကိစ္စမိပါဗျာတန်တန်တရဏံကိစ္စမိပါဗျာ